ကျောင်းလာတက်တယ်တဒန်းနဲ့ထွက်တဲ့လူ၄တန်းနဲ့ထွက်တဲ့လူ၈တန်းနဲ့ထွက်တဲ့လူခင်ဗျားတို့ဘယ်သူကတာမှထင်လဲ၈တန်းနဲ့ထွက်တဲ့လူတာတာဗောဟုတ်တယ်မလားတဒန်းနဲ့ကျောင်းထွက်တဲ့လူနဲ့၈တန်းနဲ့ထွက်တဲ့လူအရန်ကွာတာပဲအဲ့တော့၈တန်းနဲ့အနည်းဆုံးကျောင်းထွက်ပါစေဒါကြောင့်မလို့ဒီပြည်နယ်မှာပြည်မလို့သွားပြီးတော့စံစကေးကြိုက်ပြီးတော့ခါလဲမလေးကျောင်းတာမယ်တော်ရမယ်40မရမအောင်ဒါတွေလုံမနေနဲ့အရေးကြီးတာသူကျောင်းနေအောင်လို့ကျောင်းနဲ့ရောက်သွားရင်စံမွဲအောင်လုပ်ပေးလိုက်သူ၈တန်းအောင်ပြီးတော့ထွက်ချင်ထွက်သွားတော့ဆက်တက်ချင်လည်းတက်ပေါ့နော်အဲ့ဒီလိုကျွန်တော်လှုပ်လိုက်တဲ့ကတရားအောင်မှစံမွဲမကြတော့ပျော်သွားအဲ့တော့နောက်ကျွန်တော်နေ့တိုင်းသူတို့အခက်အခဲဖြစ်နေဗမာစာအခက်အခဲဖြစ်နေဗမာစာ9တန်းထိကသူတို့ရေးလဲနားမလဲသေးဘူးအဲ့တော့ကျွန်တော်နေ့တိုင်းတစ်ခါလဲassembly လုပ်ပြီးတော့ဗမာလိုပြောတာကျွန်တော်နေ့တိုင်းပြောပေးတယ်ပြီးတော့ဆရာတွေကိုတယောက်ပြီးတယောက်တခါလဲ assembly မှာပြောပေးတဲ့ခါကျသူတို့ကနေ့တိုင်းဗမာစကားကြားကျွန်တော်တို့အင်္ဂလိပ်စကားနေ့တိုင်းကြားကြည့်ပါလားအင်္ဂလိပ်စာတတ်တာပေါ့ဂျပန်စကားနေ့တိုင်းကြားကြည့်ပါလားဂျပန်စကားတတ်တာအဲ့တော့ဗမာစကားနေ့တိုင်းကြားတော့သူတို့ဗမာလိုတော်တော်လေးနားယူသွားတယ်ပြောရဆိုတဲ့လုတ်တက်ကစံပွဲမှာလည်းအောင်မြင်လာကြတယ်အဲ့ကျွန်တော်နောက်ဆုံးနှစ်မတိုင်ခင်မှာပဲကျွန်တော်တို့ကျောင်းကအစတော့အောင်ချက်ဘဲဥမကွယ်ဘူးကျွန်တော်ရောက်တဲ့နှစ်မှာနောက်တစ်နှစ်မှာပဲချင်းပြည်နယ်မှာအကောင်းဆုံးအောင်ချက်အများဆုံးကျောင်းထဲမှာပါလာတယ်အဲ့လိုလေးဒီခါလဲလောက်ကံပေးတဲ့ခါမှာကျွန်တော်ကျောင်းကစံပြကျောင်းဖြစ်တယ်ဆိုပြီးတော့ဒီတိတိမြို့နယ်ကထက်လေမှုကျောင်းကြီးတယ်အထက်တန်းအလယ်တန်းကျောင်းကြီးတယ်ကျွန်တော်ကျောင်းစံပြကျောင်းဆိုပြီးတော့လာလေ့လာတယ်ဆိုတာသူတို့ကလည်းဆရာကြီးကမြို့နယ်ပညာရေးမှုကကျွန်တော်ပင်းတယ်ပေါ့နော်ဒါကြောင့်တို့သွားကြည့်ခိုင်းတယ်ဒီဂျူနီယာကျောင်းလောက်ငါတို့ကဘာသွားလေ့ရတယ်ရှိတယ်ဘာညာစတော့အတန်ထွက်တာပေါ့ဒါနဲ့ဟိုမှာတကယ်တမ်းကျကျွန်တော်လှုပ်တာကြိုင်တာပြလိုက်တဲ့ခါကျတော့သူတို့လက်ခံသွားကြတယ်ဟိုမှာကျွန်တော်တို့ကာယလေ့ကျင့်ခန်းလုပ်တယ်အစိုးရလုပ်ခိုင်းတယ်ကျောင်းတော်တော်များများမလုပ်ဘူးဟိုမှာခုနပြောလို့ဒီကာယလေ့ကျင့်ခန်းအရေးကြီးတယ်ဆိုတော့ကျွန်တော်သိတယ်ဘာလို့လဲဆိုတော့ကလေးတွေဒီတော့ချမ်းနဲ့အေးတဲ့တင်ဒီလိုကာယလေ့ကျင့်ခန်းလုပ်တော့မှသွေးပူပြီးသွေးလက်ပတ်မှုကောင်းမှာအဲ့ခါကျတော့သူ့လုတ်ခိုင်းတဲ့ခါကျတော့ပထမတော့ဟိုဗဇက်နဲ့မိန်ပေးတာသူတို့လည်းလာတော့ကျွန်တော်ဘုံနဲ့အမိန်ပေးတာခုနချင်းဘုံလေးနဲ့တုံဆိုရင်သူကတုံဆိုတုံဆိုအဲ့တော့လာတဲ့လူတွေအံ့ဩသွားတယ်